တပ်သားလေးကဗိုလ်မှူးအိမ်မှာအိမ်မူကိစ္စများကိုလုပ်ပေးရတယ်ဒါကိုဗိုလ်မှူးမိမကအမြဲချောင်းကြည့်နေခဲ့တယ်ဒီနေ့ဗိုလ်မှူးကြီးကရှေ့ထဲမှာနေမြေကျဲဖို့ခီးသွားရမှာဖြစ်ပါတယ်နောက်ထဲမှာချက်ခံရမှာကိုတော့သူမသိခဲ့ပါဘူးဒါနဲ့မိုးလင်းတော့ဗိုလ်မှူးကားနဲ့ထွက်သွားပါတော့တယ်ဗိုလ်မှူးမိမကလည်းကြည့်ပြောနေခဲ့တာပေါ့သူ့မအကြံစီတွေအကောင့်ထဲပေါ်မယ်ဆိုပြီးဒါနဲ့သမင်းစားခန်းမှာသမင်းစားနေရင်တစိတ်တုံးကိုကင်ပြီးတပ်သားလေးကိုခေါ်လိုက်တယ်ပြီးတော့ဒီတစိတ်တုံးကဒီနေရာမှာရှိနေရင်မင်းပေါ်တက်လာရမယ်လို့မှထားလိုက်ပါတယ်နေရောက်တော့တပ်သားလေးကဒီတစိတ်တုံးကိုတွေးလိုက်ပါတယ်ဒါနဲ့သူလည်းအပေါ်ထက်သွားရဗိုလ်မှူးမိမမီးလုံးကင်ခိုင်းခဲ့ပါတယ်မီးလုံးကင်နေရင်ဗိုလ်မှူးမိမရဲ့အလှပေါက်ကိုခိုးကြည့်နေခဲ့တယ်ဗိုလ်မှူးမိမကလည်းမြူးဆွဲနေတာပေါ့သူမရမ်းဖော်ရွှေပါတယ်သူမသူ့ထက်အသက်ကြီးတော့ကြောင့်သူမကိုမမလို့ခေါ်လို့ရတယ်ပြောလာပါတော့တယ်နောက်ပြီးသူမခိုင်းတာကိုမလုပ်ပြီးရင်ရှေ့တန်းဖို့ဖြစ်မယ်လို့လည်းချင်းချောက်ပါတယ်တပ်သားလေးကလည်းကြောက်လက်နေခဲ့တာပေါ့နောက်နေ့မနက်တပ်သားလေးကစိုက်ခင်းမှာအတီးနံတွေခူးနေခဲ့ပါတယ်ပြီးတော့ဆက်ပြုတ်ဖို့မိဘူးချောင်းတစ်ခါဖွင့်လိုက်ချိန်မှာတစိတ်တုံးကိုတွေးလိုက်တယ်ဒါနဲ့သူလည်းအပေါ်ထက်တော့အမြင်တက်သွားခဲ့တယ်အပေါ်ရောက်တော့ဗိုလ်မှူးမိမသူ့ကိုရေချိုးပြီးပြီလားလို့မေးပါတယ်ရေမြင်သွားချိုးဖို့စီခိုင်းလိုက်ပါတယ်ဒါနဲ့သူလည်းဦးကြောင်ကြောင်နဲ့အပေါ်ထက်မှပြေးဆင်းပြီးရေချိုးပါတော့တယ်ရေချိုးပြီးတော့ဗိုလ်မှူးမိမသူနဲ့အိတ်ဖို့ခေါ်ပါတော့တယ်တပ်သားလေးကလည်းအရင်ကြောင်နေခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့အခန်းနဲ့ရန်ဗိုလ်မှူးပုံကို